Story ထောစီစေကနေပြီးတော့မှပြည်လံအလုံးကိုပြန်လဲကကျွတ်ဆိုလိုက်ပါတယ် Story ထောစီစေမှာဒီနေ့ပြသွားမယ့်ပုံပြင်လေးကတော့နီးပုံပြင်ဖြစ်ပါတယ်နာငယ်ဟာထိုးလောက်ကြီးတဲ့ဆက်ခန့်ဝစံလောက်ပေါင်းနီးပုံပြင်ဖြစ်ပါတယ်တခါတော့ကနိုင်ငံခြားသားတယောက်နဲ့ကရင်လူမျိုးကရင်ဗုဒ္ဓတယောက်နဲ့ခင်မရင်းနေတယ်ခင်မရင်းနေပြီးတော့စကားတွေပါတယ်ဖမစကားတွေပါတယ်မိတ်လိုက်တယ်နိုင်ငံခြားသားကြီးကစကားတွေလည်ပြီးတော့မကြခဏလည်းပဲညီမပြေကိုလာတယ်ပေါ့လာရင်လာတဲ့အလျောက်ဒီကရင်လူမျိုးကြီးကသူ့ဟာနဲ့သူစိုက်ပျိုးထားတဲ့အသီးအနှံတွေငပြောတို့အုံတို့ပနဲတို့လျဲတို့ဒီလိုမြန်မာပြည်ကဒေသထွက်ကုန်တွေအမျိုးမျိုးလက်ဆောင်ပေးတယ်ပေါ့လက်ဆောင်တွေပေးလိုက်တယ်အဲ့တော့ကျေးဇူးတင်လို့အဲ့ဒီအသီးအနှံတွေကိုစားတာကိုသဘောကျတယ်ဒီတိုက်တပါလာကြီးကလည်းပဲတနေ့တော့ခါကြတဲ့အခါကြတော့လငကြီးရေမိတ်စီကိုငါလာတော့မှခါမနေတော့ဘူးဒါပေမဲ့မိတ်ကငါစီတစ်ခါမှမလိုက်လဲဘူးမိတ်လည်းငါစီကိုတစ်ခေါက်လိုက်လဲပါအောင်လို့နိုင်ငံခြားသားကြီးကဒီကရင်လူမျိုးကိုပြောတယ်တဲ့အဲ့လိုပြောတဲ့ခါကျတော့ဟုတ်ပြီမိတ်ကတိုက်တပါလာတာမိတ်ငါ့ကိုဘာနဲ့ခေါ်မှလဲငါလာတော့လို့ပဲသိဖောင်းနဲ့ခေါ်မှာပေါ့မိတ်ကိုအေးဒါဆိုရင်ငါလိုက်ခဲ့ဖို့စဉ်းစားကြည့်မယ်ဆိုပြီးမှသူကဒီသိဖောင်းဘောကိုလိုက်လာခဲ့တယ်လိုက်လာခဲ့ပြီးတော့သိဖောင်းတစ်စီးလုံးမှာနဲ့အောင်လိုက်ကြည့်တယ်တဲ့နဲ့အောင်လိုက်ကြည့်ပြီးတော့ချစ်ပြန်ပြီးမှတိတ်ပြေးတယ်တဲ့တိတ်ပြေးလဲဆိုတော့ကုန်းဘောကိုပဲတိတ်ပြေးတယ်ပြန်တိတ်ပြေးတဲ့အခါကျတော့ငါကြီးမေဘာဖြစ်လို့ပြန်တိတ်ပြေးတာလဲငါနောက်ကိုလိုက်ဖို့မလားလို့မေးတဲ့အခါကျတော့ငါလိုက်တော့လိုက်ချင်တယ်ကွာဒါပေမဲ့မဲလက်ဖောမှာငါလိုက်ကြည့်လိုက်တာနီးတပင်မှချီမထားဘူးကွာနီးတပင်မှချီမထားတဲ့အဲကြောင့်မဲလက်ဖောကခိုင်မှာမဟုတ်ဘူးငါအိမ်မှာဆိုရင်နီးနေချီထားတာခိုင်းတယ်ငါနေလို့ရဲတယ်အဲဒီလိုသူရဲ့အတွေ့အကြုံနဲ့သူပြောတာပေါ့နော်နီးဟာဝါကိုဒါထနေဖြာလိုက်လို့ရှိရင်ခွဲစိတ်ပြီးလို့ရှိရင်ဖြာလိုက်စီပပလေးလောက်ထားရင်ကျိုးလိုပဲခြီလို့ရတယ်အမတန်မှခိုင်တာကိုအဲ့ဒီနီးကအဲ့ဒီဟာကိုမခြီထားတဲ့အတွက်ကြောင့်ဒီလက်ဖော်ခိုင်မှာမဟုတ်ဘူးဆိုပြီးမှသူက experience ဒီအတွေ့အကြုံအလက်ကိုသူလက်ခံလို့မရဘူးဖြစ်နေတယ်သူ confidence မရှိဘူးယုံကြည်မှုမရှိဘူးဖြစ်နေခဲ့တယ်အဲ့ဒီလိုပေါ့နော်အဲ့တော့လူဆိုတာသူတွေ့ကြုံခံစားတဲ့အတိုင်းလူတွေမှာပြောလေးရှိတယ်ရိုးသားတာကိုအဲ့လိုပေါ့နော်ဟာလပုံပြင်လေးပါနီးကအခိုင်ဆုံးလားဒါမှမဟုတ်ဒီတန်တွေနဲ့တန်ထဲတွေနဲ့ဂဟေဆော်ထားတဲ့ဟာကဘူခိုင်လားဆိုတာကိုသူ့မှာခွဲခြားနိုင်တဲ့ညံလေးမှမရှိတာပဲဒါပေမဲ့ဘယ်လိုမှကိုခေါ်လို့မရတဲ့အဆုတ်မှာနိုင်ငံခြားသားကြီးဟာဒီတိုင်းပဲပြန်သွားတယ်တဲ့ဟုတ်ပြီလေးကဒါပါပဲနော်နောက်ထပ်တော့သူထောစီစဉ်မှာပြောပြလိုက်တဲ့တော့အုပ်ရင်ကောင်းလေးတွေနဲ့အတူပြန်ဆုံချင်ပါသေးတယ်ပြန်ဆုံပါအောင်မယ်ဦးသေးရဲ့တဲ့ဆေးမူလေးတွေကိုသဘောကျတယ်ဆိုရင် follow လေးလုပ်ပေးထားကြပါအောင်လို့တောင်းပန်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်